မတန်ဆွမ်းချစ်နေတဲ့ဘီလီယံနာသူထေကြီးကိုဦးဟာတန်းကောင်ရန်အချိန်မှာဗိုက်ဆာလာတာကြောင့်ရေခဲတရတွေကထမင်းကြော်ဘူးကိုထုတ်ပြီးမရက်မနားစားပါတော့တယ်။သူ့ရဲ့ညီထီသူကလုံခြုံရေးကင်မရာကနေတဆင့်အဲ့ဒီမြင်ကွင်းကိုမြင်သွားတဲ့အခါဝမ်းသာလွန်းလို့မျက်ရည်တောင်ကျမိသွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါဟာသူ့အကိုလေးဖြတ်ပြီးနောက်ပိုင်းအများဆုံးစားနိုင်ခဲ့တဲ့အချိန်ဖြစ်လို့ပါပဲ။ဒါရီအားလုံးဟာအစ်စ်ငားလိုက်တဲ့အင်ဖော်မလေးကြောင့်ဆိုလားသိတဲ့အတွက်ညီထီသူကသူမကိုဒေါ်လာ1000စုချင်းငွေချစ်ချင်းပေးလိုက်ပါတယ်။မိန်းကလေးကတော့အဲ့ဒီငွေကိုမြင်ပြီးအယမ်းပျော်သွားတယ်လို့အလုပ်လုပ်ဖို့စိတ်အားထက်ထန်မှုတွေလည်းအပြည့်ဖြစ်သွားပါတယ်။တခြားသူတွေကတော့အဲ့ဒီတထေးကြီးကိုစိတ်နေစိတ်ထားထူးဆန်းတယ်လို့ထင်ကြပေမဲ့ဒီမိန်းကလေးကတော့သူ့ကိုကြီးကြနေတဲ့ကလေးတစ်ယောက်လိုပဲမြင်ပါတယ်။တကယ်တော့အဲ့ဒီလူဟာလွန်ခဲ့တဲ့6လကအများပိုင်ကုမ္ပဏီတစ်ခုရဲ့ပိုင်ရှင်ဖြစ်ခဲ့သူပါ။ဒါပေမဲ့ကားတော်တဆတစ်ခုကြောင့်ခြေထောက်နှစ်ဖက်လုံးလေးဖြစ်သွားခဲ့ပြီးအဲ့ဒီနေ့ကစလို့သူဟာကိုလက်လျှော့လိုက်ပါတယ်။ညီကအကိုဖြစ်သူကိုပြုစုဖို့လာစာအများကြီးပေးပြီးသူနာပြုတွေငှားပေးခဲ့ပါတယ်။တရားတိကိုသူကမောင်းထုတ်ခဲ့ပါတယ်။ဒီမိန်းကလေးလာလျှော့တဲ့အထိပေါ့။သူမကငငယ်ကလေးကအကောင်းမြင်တက်ပြီးတက်ကြွလန်းဆန်းသူထွတ်တာကြောင့်လောကမှာစိတ်ပူစရာဘာမှမရှိသလိုနေထိုင်သူပါ။သူမဟာတလကိုဒေါ်လာ2000ရတဲ့ဒီအလုပ်ကိုသဘောကျနေပါတယ်။ဒါပေမဲ့ပထမဆုံးနေ့မှာလည်းတထေးကြီးရဲ့ညီနဲ့ဆေးဆက်ထားတဲ့သူနာပြုသို့မဟုတ်ဆေးဆက်ထားသူတို့ရန်ဖြစ်နေတာကိုကြားလိုက်ရပါတယ်။ဆေးဆက်ထားတဲ့အမျိုးသမီးကတထေးကြီးလေးဖြတ်နေတာကိုအထင်သေးပြီးရီးစားအတင်းနဲ့တွဲပြပြီးဆေးဆက်ပွဲဖြတ်ဖို့ရန်ဆက်နေတာပါ။တကယ်တော့တထေးကြီးကလည်းသူမကိုမချစ်ပါဘူး။ဒါကြောင့်တက်တော်ဆောင်ကြီးကိုခေါ်ပြီးသူမကိုမောင်းထုတ်ခိုင်းလိုက်ပါတယ်။ညီကနောက်ထပ်ပြုစုမဲ့သူတယောက်ထက်ရှာလာမှန်းသိတော့တထေးကြီးကမိန်းကလေးကိုအခုချက်ချင်းထွက်သွားဖို့ပြောပါတယ်။ဒါပေမဲ့မိန်းကလေးကတော့ဂရုမစိုက်ပါဘူး။ညီခေသူကသူမကိုအကူဖြစ်သူရဲ့ခြေထောက်တွေကိုနေတိုင်းနှိမ့်နေပေးဖို့မှာကြားပါတယ်။တိုက်ဆိုင်ပဲမိန်းကလေးရဲ့မိသားစုကအနှိတ်ခမ်းဖွင့်ထားတာကြောင့်သူမကကောင်းကောင်းပြုစုပါမယ်လို့ကတိပေးလိုက်ပါတယ်။မိန်းကလေးကနှိတ်ပေးဖို့ပြင်တဲ့အခါတထေးကြီးရဲ့ဘောင်းဘီကအရန်ကြက်နေတာကိုတွေ့တာကြောင့်သူကကန့်ကွက်နေတဲ့ကြားတွေကပဲဘောင်းဘီကိုချွတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာတထေးကြီးဟာအတော်လေးကိုအကျက်ရိုက်သွားပါတယ်။မိန်းကလေးဟာသူ့ခြေထောက်ကအမာရွတ်တွေကိုမြင်သွားပြီးတထေးကဘာမှမသိတော့လို့တော်သေးတာပေါ့မဟုတ်ရင်နေ့တိုင်းနာနေရှာမှလို့တွေးမိပါတယ်။တထေးကြီးကတော့ဒီမိန်းကလေးဟာတခြားသူတွေနဲ့မတူဘူးလို့ခံစားလိုက်ရပါတယ်။ဘာလို့လဲဆိုတော့သူလေးဖြတ်ပြီးကလေးကလူတိုင်းကသူ့ကိုနှိမ်ကြတာဒါမှမဟုတ်တနာကြတာပဲရှိတာဒီမိန်းကလေးတယောက်ထဲကသာသူ့ကိုတာမန်လူတယောက်လိုဆက်ဆံလူပါဒါတော့သူကသူမကိုမောင်းထုတ်ချင်နေတော့မှာပဲသူမချက်ပေးတဲ့အစားအစာတွေကိုသူကညှင်းဆန်တဲ့အခါမိန်းကလေးကအတင်းမကြွေးပဲသူမဘာသာအရသာရှိစားပြလိုက်ပါတယ်ညီသေးသူကမြည်ကြည့်ပြီးလက်ရကောင်းတယ်လို့ချီးကျူးပေမဲ့သူ့အကိုကတော့မတော်တဆထိပြီးနောက်ပိုင်းအစာသိပ်မစားတော့တာလို့ပြောပြပါတယ်အဲ့ဒီနောက်မှာတော့မိန်းကလေးကတထေးကြီးကိုကောင်းလေးတစ်ယောက်လိုပဲသဘောထားပြီးကြွေးမိပါတယ်ဗိုက်စာလာခင်တော့ဘာသာသူစားလိမ့်မယ်လို့သူမကယုံကြည်ထားပါတယ်နောက်တစ်နေ့မှာတော့တထေးကြီးဟာတကယ်ကိုဗိုက်စာနေပေမဲ့မိန်းကလေးချက်တာကိုမစားဘဲနေမြဲနေပါတယ်မိန်းကလေးကလည်းစိတ်မပြတ်ပါဘူးနောက်ဆုံးတော့အဲ့ဒီညမှာပဲတထေးကြီးဟာသူမချက်ထားတဲ့ထမင်းကြော်ကိုခိုးစားပါတော့တယ်ဒါဟာသူစားဖို့သမျှထဲမှာအကောင်းဆုံးအစားအစာလို့သူခံစားလိုက်ပြီးဖြည်းဖြည်းချင်းပဲအဲ့ဒီမိန်းကလေးကိုလက်ခံလာပါတော့တယ်